တီဘောမြို့နယ်မှာအစိုးရတပ်မတော်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP SSA တပ်တွေအကြားတိုက်ပွဲတွေကြောင့်တီဘောမြို့နယ်အတွင်းကနမ်မမခေါ်အွန်နီစားတဲ့ကြေးရွာတွေကဒေသခံတွေထွက်ပြေးလာကြတာဖြစ်ပါတယ်။ဒီနေ့အထိတီဘောမြို့မှာစစ်ပြေးဒုက္ခသည်1000လောက်ရောက်ရှိနေပါတယ်။နမ်မနာမှာစစ်ကြောင်းစစ်သားဗမာတမတော်ပေါ့အဲ့မှာစောင့်နေပေါ့ကျမတို့တွားကယ်မဲ့ရွာကဒီစောင့်နေတဲ့နေရာရဲ့အထဲမှာ9မိုင်လောက်ဝေးရပေါ့နော်ဒါပေမဲ့တို့ကအေးပေါ်ဖြစ်နေမတွားလို့မရဘူးပေါ့အန်တီရများတယ်ပေါ့ဒါပေမဲ့ကျမတို့ကလည်းဒီဗီဒီယိုတွေရဲ့အသက်ရှင်ရေးကအရင်အရေးကြီးရလေဒါကြောင့်ကျမတို့ကခွင့်တောင်းတယ်ကျမတို့ရည်ရချက်ကဘာမှမရှိဘူးဗီဒီယိုတွေကိုကယ်ခေါ်ထုတ်ဖို့ပဲပြီးတော့ကျမတို့တောင်းမခွင်ဗီဒီယိုတွေကငတ်တော့မှဟိုမှာအစားစရာမရှိဘူးဒီပိတ်မိနေတာပေါ့နော်ရှင်းပြပြီးတော့တော်တော်ကြလေးနည်းနည်းလေးစောင့်ရတယ်ပေါ့နော်အဲ့ဒါတို့ကအစင်းစင်းခွင့်ပြန်တောင်းပြီးမှဝင်ခွင့်ပြုတာရှင်ဒုက္ခသည်တွေကိုတီဘောမြို့ပေါ်ကရွှေကျောင်းဘိုးတော်ကျောင်းနတ်အွန်ကျေးရွာမြို့ဟောင်းကျောင်းနဲ့ခန္တီးယာမာကျောင်းတွေမှာနေရာချထားပေးပါတယ်ဒီခန္တီးယာမဆရာတော်ကနေကျွန်တော်ဖုန်းဆက်ပြီးတော့အကြောင်းကြားလာတယ်လေသူတို့ဒီနတ်မထဲမှာရှိတဲ့နတ်မပရိယဒီနတ်မဆိုတာဝန်လုံကျွေးရပါနော်ဝန်လုံကျွေးရနတ်မပရိယတိစာတင်တိုင်းမှာကိုရင်လေးတွေရဲ့အဲ့ဒီနေတဲ့ကျောင်းဘေးနားမှာလက်နေကြီးတွေကြားတယ်ပေါ့နော်ကြတော့ကိုရင်တွေအတွက်အန်ရရှိတယ်အဲ့ဒါသွားခေါ်ထုတ်ရမယ်ဆိုရင်ကျွန်တော်တို့အကူကြီးတောင်းလာတဲ့အတွက်ကျွန်တော်တို့ဒီဇက်စုလူမှုကူညီရေးအဖွဲ့နဲ့ဝမ်မော့လူမှုကူညီရေးအဖွဲ့နောက်ဒီကဆရာတော်တွေနဲ့အတူတူတွားပြီးတော့အဲ့ကိုရင်လေးတွေကိုခေါ်ထုတ်လာပါတယ်ဒုက္ခသည်တွေအတွက်စေတနာရှင်တွေကကူညီပေးနေတယ်လို့ကြောင်မဲခရိုင်လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့ကလည်းကူညီပေးနေပါတယ်တီးရတဲ့တည်ရဆိုရင်280စုရှိတယ်280စုမှာလူဦးရေ1088ဦးရှိတယ်နော်အဲ့မှာကျွန်တော်တို့ကယ်ဆယ်ပစ္စည်း6မျိုးနော်6မျိုးကြားလုံးကြီးမလုံးကြီးတန်ဦးစလုံးတပက်နော်မျက်နှာကာပိုလက်ဆက်ပြတီရှပ်ရှင်းထောင်နော်အဲ့6မျိုးထောက်ပါပါတယ်တန်ရန်ဝန်စီတက်တွေပြန်လည်ဆုတ်ခွာရေးအတွက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ SSPP SSA တို့ညှိနှိုင်းရာကနေကြောင်မဲပုံဝိုးဒေသတဝိုက်နှစ်ဖက်တပ်တွေအကြားတိုက်ပွဲတွေပြန်ဖြစ်ပွားနေတာဖြစ်ပါတယ်မနေ့ကအထိတီဘောမြို့နယ်အတွင်းနှစ်ဖက်တပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေစေဖြစ်တာကြောင့်ဒေသခံတွေထွက်ပြေးနေကြရတာဖြစ်ပါတယ်တောထဲမှာကျွန်တော်တို့ခေါ်တဲ့အချိန်မှာချိန်ထားတဲ့ရွာကိုရောက်သွားတော့သူတို့တွေကကျွန်တော်တို့နောက်ကျတဲ့အတွက်မြောက်ဖက်ကိုရှောင်သွားကြတယ်ပေါ့အဲ့ချိန်မှာတရွာလုံးမှာတယောက်မှမရှိတော့ဘူးကျွန်တော်တကားတွေပိတ်ထားတော့အဲ့ဒီမှာပတ်ဝန်းကျင်ကိုလိုက်ပြီးတော့တောင်ကျုံကိုတွေးတော့မှလိုက်ကြည့်တော့မှသူတို့တွေတွေးတော့အဲ့ဒါပြန်ပြီးတော့ခေါ်လာရတယ်ဒေတာခံဝမ်မောတို့ကျန်တဲ့မြို့မိမြို့ဖတွေတို့စောင်ကျဲတဲ့ခုလာတယ်ဗျအကြောင်မဲလည်းတော်တော်လေးလာပါတယ်အခုဒီနေ့ဆိုရင်စောင်ကျဲလာမယ်နောက်ရန်ကုန်အဖွဲ့တွေလည်းလာတယ်ဗျအခုအဲ့ဒါအပြင်ကျွန်တော်တို့88ငင်းချမ်းကြီးနဲ့ပွင့်လင်းလူဖွဲ့စီကငွေ10သိန်းပို့ထားပါတယ်ဗျရိတ်ခါအတွက်ပေါ့သူတို့လိုအပ်တာတွေသုံးလို့ဆိုတော့ပြီးခဲ့တဲ့2015ခုနှစ်အောက်တိုဘာမှာမိုင်းရှူးမိုင်းနောင်ကားလမ်းကိစ္စနဲ့ပတ်သက်ပြီးဝမ်ဟိုင်းတဝိုက်တိုက်ပွဲတွေဖြစ်ပွားတာကြောင့်ဒေသခံ1000နီးပါးနေရက်စွန့်ခွာခဲ့ရပါတယ်ရှင်။